ကံဖြစ်ပါတယ်ကျွန်တော်ဒီနေ့ video လေးမှာဆိုရင်တော့ Sakura School ထဲမှာ flat လုပ်နေရပြီးပြန်ဖြစ်ပါတယ်ဒီ video စရကြမှာ let's go ဒါပေမဲ့ flat လုပ်နေရပြအဲ့ over အင်ဂျီကိုကမှာ over ဒီမှာတွေ့ပြီမနေ့မှာ over အိုက်ကဝတ်ဆောင်လေးဝတ်လိုက်ဗျာဒီပေါ်လို့ရှိရင် menu တွေကိုချက်လောက်သွားလိုက် menu တွေချက်လောက်သွားလိုက်ပြီ okay ပြီးရင်ဒီ pros ဆိုရင်လည်းဒီအိုက်ကဝင်လာဒီဝင်သွားလို့ရှိရင်ကခြေတာအတစ်ဆိုရင်ဒီအဲ့တဲ့ဝင်လိုက်ပြဘလို့ပြချင်အင်တာကိုအနီအောင်လေးဆွဲရဗျာပြန်ဒီအောက်ကိုနည်းနည်းဆွဲလိုက်စိုက်ပိုင်းဒီမှာ close ဆိုတာလေးရှိတယ်ဘလို့ဒီမှာ close ဆိုတာလည်းရှိအဲ့ဒါလေးချက်တော့နှိပ်ပြီးတော့ဗျာဒီပြချင်အနီအောင်ပြန်ဆွဲလိုက်ပြဘလို့ဒီနေအောင်လေးပြန်ဆွဲလိုက် okay ဒါဆို fly ရပြီသူ့ရဲ့ဆောင်းအဲ့ဒီပြီးဆိုင်အပြီးမြန်အောင်ဘလို့လောက်မလဲဆိုတော့ဗျာဘလို့ခဲပြောင်းလိုက်ဗျာခဲပြောင်းပြီးသွားလို့ရှိရင်ကျွန်တော်ဟိုဟာအင်ကြီးတွေမှာခဲအင်ကြီးဒီဘလို့ခဲအင်ကြီးကကျပုံဆွဲဗျာပုံဆွဲဆိုတော့ခဲအင်ကြီးကမနာမဒီမှာခဲရဝပြီးတော့ဘိုင်းသွားလိုက်ဗျာဘလို့ခဲပြီးဘိုင်းသွားပြီးဘိုင်းချီလိုက်ဗျာဆက်တော့ခဲချီပြီးရင်ကျိုးမှာဒီမှာ liter ဆိုတဲ့ဟာလေးရှိတယ်ဗျာအဲ့ဒါကိုချက်တော့နှိပ်ပြီးလိုက်ဗျာဘလို့ခဲချိုင်းsmall ပြန်လောက်လိုက် small ပုံမှန်စမ်းဖြစ်ရင်ကိုချလိုက်ပြပြီရပြီဆိုရင်ရပြီကိုဖြေပြအပြီးကြရင်ဘွိုင်းကကျတော့ menu တွေသွားပါခုနပြ pro ဆိုတဲ့ထဲကိုပြန်သွားပါပြီးကြရင်ဒီထဲခုနကျွန်တော်ဝင်တဲ့ထဲပဲဗျအဲ့ထဲဝင်သွားလိုက် min boy ပဲအောက်နည်းနည်းဆွဲလိုက်ဗျပြီးကြရင်ဒီမှာ grider ဆိုတာရှိရခုနထဲပဲဗျဒီမှာ grider ဆိုတာရှိရဗျပြီးအဲ့လေးချက်တော့နှိပ်ပြီးပို့လို့ရှိရင်ဒီမှာခဏကိုတေးလို့ရဗျဒီဟာလေးချက်တော့အနှုတ်လေးချက်တော့နှိပ်ပြီးလိုက်ရနှိပ်ကြာကြီးဖိထားတယ်အကောင်ပြန်သေးမယ်ကောကေအဲ့ဆိုကောပုံမှန်ရေးစားဖြစ်ကြတယ်တရားစပုံမှန်ရေးစားဖြစ်သွားပြီနည်းနည်းအောင်သေးသွားကေဒါဆိုရပြီကိုကျွတ်လိုက်ကြည့်ပြီးပြေးတာလည်းမြန်သွားပြီခုံလာလည်းမြန်သွားပြီအိုးမိုက်သွားပြီဘရိုကြာတာ10မတ်ကနေ10မတ်ဆိုရင်ဘယ်လောက်ပေးမလဲမလေးပေးခဲ့ပါဦးဒီပါဘရိုကျွန်တော်မိုက် like subscribe လေးလုပ်ပေးကြပါအားလုံးပဲနောက် video မှာပြန်လည်ဆောင်လေးကြပါမယ်ဘရိုတို့ရေကြည့်ရှုဖို့တယောက်ချင်းစံလို့ကျေးဇူးတင်ပါတယ်နောက် channel လေးတွေ like subscribe လေးလုပ်ပေးကြပါအားလုံးပဲနောက် video မှာပြန်လည်ဆောင်လေးကြပါမယ်အားလုံးပဲပါ